ဒါကတော့တသက်မှာတစ်ခါလောက်တော့အရောက်သွားတဲ့နဲ့ဇင်းကြရည်တကုံပဲဖြစ်ပါတယ်။ဇင်းကြရည်တကုံဟာမြန်မာနိုင်ငံကရင်ပြည်နယ်ဖအံမြို့နယ်မှာတည်ရှိပြီးတော့တဘာဝကိုစစ်မှန်လို့သူတွေနဲ့ရေကစားရတာနှစ်သက်တဲ့သူတွေအတွက်တော့အင်မတန်ခန့်ညားတဲ့နေရာတစ်ခုဖြစ်ရည်တည်လို့နေပါတယ်။ရေတကုံရဲ့အမြင့်ပေကပေ20နီးပါးပဲရှိရမို့လို့ခရီးသွားတွေကိုအန္တရာယ်မဖြစ်စေနိုင်ပဲနေသလောက်ရေစီးချမ်းတာမို့ဓာတ်ပုံရိုက်စင်တဲ့သူတွေရေကူးစင်တဲ့သူတွေအတွက်ကတော့တော်တော်အဆင်ပြေပါတယ်။ရေတကုံရဲ့ထူးခြားတဲ့အဆင့်ဆင့်တရှိပုံကလည်းတဘာဝစစ်စစ်ရဲ့အလှတရားလို့တင်စားရမယ်အပြင်ရေတကုံရဲ့အနီးတစ်ဝိုက်မှာတော့စိမ့်ဆုံနေတဲ့တောအုပ်တွေပြင်ငှက်တန်တကြွတွေကိုလည်းကြားရနိုင်မဲ့ရှောက်လန်းလေးတွေရှိလို့နေပါတယ်။ဒါပေမဲ့လည်းနွေရာသီမှာတော့ရေခမ်းတာမို့လို့မိုးရာသီနဲ့ဆောင်းရာသီကတော့လဲပတ်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ဒါအပြင်ဇင်းကြက်ရေတကုံအနီးမှာကရင်ကျေးရွာတွေတည်ရှိပြီးတိုင်းရင်းသားလူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုနဲ့လူနေမှုဘဝကိုလည်းလေ့လာနိုင်ပါသေးတယ်။အဲဒီကကရင်မိုးဟင်းကားဆိုလို့ရှိရင်တော့တစ်ခါစားပြီးရင်တသက်မမီနိုင်အောင်ငပိနဲ့မွေ့မွေ့ပဲပင်ပေါက်ကွေးကွေးနဲ့တော်တော်လေးလဲစားလို့ကောင်းပါတယ်။လူချင်းမင်းတို့လည်းကရင်ဒေသရဲ့ထူးခြားတဲ့အလားပါအစားအစာတွေနဲ့သဘာဝအရာသာကိုကောင်းကောင်းခံစားခြင်းနဲ့ဆိုရင်တော့ဇင်းကြိုက်ဒေသကိုတစ်ခါလောက်တော့အရောက်သွားဖို့အကြံပေးလိုက်ရပါတယ်။